Hi 皆さんこんにちはဒီနေ့မှာတော့ဆက်လက်ပြီးတော့ essay ပုံစံလေးကိုစံစီတို့ကဖတ်သွားမှာဖြစ်တယ်เนาะသူကတော့ Modai Nichu Ichi က essay ပုံစံလေးဖြစ်ပါတယ်အောက်မှာပေးထားတဲ့စာပိုက်ကိုဖတ်မယ်ဖတ်ပြီးတော့အဖြေက1 2 3 4ကနေပြီးတော့တစ်ခုရွေးမယ်เนาะအဲ့ခိုတိုးပါလေးကိုကြည့်ပါမယ်ခိုဝိုင်းကကြောက်စရာကောင်းတာเนาะအာရုဟိဆိုတော့တနေ့မှာはいအဲ့ဆိုတိုးကြီးလေးကိုသွားကြည့်မယ်เนาะレイコンのお母さんはどうして嬉しそうに笑いましたかさあ、レイコンလေးရဲ့အမေကဘာကြောင့်嬉しそうにဒီပျော်ရွှင်နေတဲ့ပုံနဲ့笑いましたかရေမောနေခဲ့တာလေတဲ့နော်はいဒါဆိုရင်ဘာကြောင့်သူရေမောနေတာလဲပျော်ရွှင်နေတဲ့ပုံလေးနဲ့ဆိုတာကိုတွက်ကြည့်မယ်စာပိုက်လေးကိုဖတ်ပါမယ်နော်私が働いているホコクアンにကျွန်တော်အလုပ်လုပ်နေတဲ့ဒီမူဂျိုကျောင်းလေးမှာဆိုလို့ရှိရင်အစ်ဆိုင်တော့ရေကွန်တိုီကိုဒိုကိုနိုကိုကအီမတ်ဒီတစ်နှစ်သားအရွယ်ဒီရေကွန်ဆိုတဲ့ကောင်လေးကလေးလေးတယောက်ရှိပါတယ်တဲ့နော်ယောက်ျားလေးကလေးလေးရှိပါတယ်တဲ့ရေကွန်ကရေကွန်လေးရဆိုလို့ရှိရင်ရှီရာယူကီဟီမေနော်ရှီရာယူကီဟီမေဆိုတဲ့ဒီ Snow White ကလေးရဲ့ပေါ့နော်絵本が大好きですနော်ဒီပုံပါတဲ့စာအုပ်ကလေးကိုသူကဒီ Snow White မင်းသမီးလေးရဲ့ပုံပါရုပ်ပုံပါတဲ့စာအုပ်ကလေးကိုသူကအရန်ကိုကြိုက်ပါတယ်တဲ့私は白雪姫の絵本を読んであげるとကျွန်တော်ကနေပြီးတော့ဒီ Snow White မင်းသမီးလေးရဲ့ဒီပုံပါတဲ့စာအုပ်လေးကိုသူ့ကိုဖတ်ပြတယ်ဆိုလို့ရှိရင်ဝါတို့ကြီးဂျော်အိုးကဒီဆိုးရွားတဲ့ဂျော်အိုးဆိုဘယင်မာကြီးอ่ะပေါ့နော်ကိုဝိုက်ခါအိုရှိတဲ့ကြောက်စရာမျက်နှာကြီးကိုလုံနေပြီးတော့ရှိတဲ့ဤလူ page တဲ့ကြောက်စရာမျက်နှာကြီးနဲ့ဖြစ်နေတဲ့အဲ့ဒီ page ကိုရောက်လို့ရှိရင်တဲ့ရေကွန်ဝါいつもママと言ってရေကွန်လေးကအမြဲတမ်းママလို့អော်ပြီးတော့ပေါ့နော် UB ကို sashimas လက်ညှိုးကြီးထိုးပါတယ်ある日တနေ့မှာတော့ရေကွန်のお母さんにရေကွန်လေးရဲ့အမေနဲ့ပေါ့နော်ရေကွန်လေးရဲ့အမေကိုပေါ့အဲ့ဒီကဒီဖတ်ပြတဲ့အလုပ်လုပ်နေဆိုတဲ့ဆရာလေးရပေါ့နော်ရေကွန်ကရှီရာယုကီဟီမဲနိုအေဟွန်မီရူတိုရေကွန်လေးကဒီ Snow White မင်းသမီးလေးရဲ့ဒီပုံပါတဲ့စာအုပ်ကလေးနော်ပုံပြင်စာအုပ်ကလေးကိုဖတ်ကြည့်ပြီးဆိုလို့ရှိရင်いつもအမြဲတမ်းママとイオンですよと話すとママလို့သူကအမြဲတမ်းပြောတယ်လို့စကားပြောဖြစ်တဲ့အခါမှာတဲ့ဥက္ခဆန်ကအမေကတဲ့嬉しそうに笑いましたပျော်ရွှင်နေတဲ့ပုံလေးနဲ့တဲ့နော်ရေမောနေခဲ့ပါတယ်တဲ့ဒိုနိုပေဂျီနော်ခိုတိုခါဝဘယ် page ဆိုတာကိုတော့တဲ့အီဝါနိုင်ခိုတိုနိရှိမစတာမပြောဖြစ်ခဲ့ဘူးတဲ့နော်ဘယ် page ကိုရောက်လို့ရှိရင်တော့ကလေးကမမလို့អော်တယ်လို့မပြောဖြစ်ဘူးတဲ့အဲ့ဒီစာအုပ်လေးကိုကြည့်ပြီးဆိုတိုင်းအမြဲတမ်းမလို့တော့သူကပြောနေတယ်လို့စကားပြောမိတာပေါ့နော်ဟုတ်ပြီအဲ့တော့စမ်းတို့ဒီမှာချူအီချီနီဆန်ယွန်လေးရှိရနော်စနေမပြောလိုက်ဘူးနော်ချူအီချီလေးမှာဆိုလို့ရှိရင်အဲ့ဟိုအီကူအန်ဆိုတာကတော့နေကလေးထိန်ချောင်းဖြစ်တယ်နော်တစ်နှစ်ကနေ9နှစ်အတွင်းမှာရှိတဲ့ကလေးလေးတွေကိုထိန်ချောင်းမူဂျိုချောင်းပေါ့နော်နေကလေးထိန်ချောင်းမှာနော်ရှီရာယခိဟီမဲလေးကတော့ Snow White နော် Snow White မင်းသမီးလေးကိုခေါ်တာပါနောက်တစ်ခုကကြတော့ဂျော်အိုးဆိုတာဘယင်မနော်နောက်တစ်ခုက UPO စာစုဆိုတာကတော့လက်ညှိုးထိုးတာဟိုက်ဒါဆိုစနေတို့ကရဲကွန်ကသူ့ရဲကွန်ရဲ့အမေကဘာကြောင့်မလို့ပျော်ရွှင်နေတဲ့ပုံလေးနဲ့သူကရေမောနေခဲ့တာလေတဲ့နော်ဟိုက်အချီပန်私がレコンに絵本を読んであげるからကျွန်တော်ကနေပြီးတော့ရေကွန်လေးကိုဒီပုံမြင်စာအုပ်ဖတ်ပြတယ်ပြီးတဲ့အတွက်ကြောင့်နဲ့အမေကရေမောတာရေကွန်ကဟီရာယုကီဟီမဲကစခိတာကာရဒီရေကွန်လေးက Snow White မင်းသမီးလေးကိုဒီကြိုက်တဲ့အတွက်ကြောင့်ကြိုက်နှစ်သက်တဲ့အတွက်ကြောင့်နဲ့နော်ဟိုက်ဆန်ပန်ရေကွန်ကရှီရာယုကီဟီမဲကိုမမတို့အတာတို့အမွေတာတာနော်ရေကွန်လေးရဆိုလို့ရှိရင် Snow White မင်းသမီးလေးကိုမမလို့ခေါ်တယ်လို့ထင်သွားတာကြောင့်နဲ့ရုံးပန်လေးကကြတော့ရှီရာရေကွန်ကဝါတို့ဂျောအိုမမတို့အတာတို့အမွေတာခါတာရေကွန်လေးကဒီကြောက်စရာကောင်းတဲ့ဘယင်မာကြီးကိုမမလို့ပြောနေတယ်လို့တွေးသွားတာကြောင့်နဲ့နော်အဲ့ဆိုသူဘာကြောင့်ပြုံးနေရလဲသူ့ကိုဘာကြောင့်ပြုံးနေလို့ထင်လဲဟိုက် Snow White မင်းသမီးလေးနဲ့တူတယ်လို့ပြောတယ်လို့ထင်သွားတဲ့အတွက်ကြောင့်နော်ဟိုက်ခုတာအေဝါစမ်းပန်ရေကွန်လေးကဒီ Snow White မင်းသမီးလေးကိုမမလို့ခေါ်နေတယ်လို့ထင်သွားလို့လေသူက Snow White မင်းသမီးလေးပုံမြင်လေးကိုဖတ်ပြတယ်အဲ့ဒီဖတ်ကြတိုင်းအဲ့
ကလေးကအမြဲတမ်းလက်ညှိုးထိုးပြီးတော့မလို့អော်တယ်ဆိုတော့သူကဒါမဲ့လို့ကောင်လေးကဘယ် page ကိုရောက်ရင်ဆိုတာတော့ဖတ်ပြတဲ့ဆရာလေးอ่ะပေါ့နော်မပြောလိုက်ဘူးတဲ့နော်အဲ့တော့သူဒီဘယင်မာကြီးကိုကြော်အိုးဝါတို့ကြီးကြော်အိုးကြီးကိုမလို့တွေးမလားမတွေးဘူးပေါ့နော်ဝါတို့ကြီးကြော်အိုးကြီးတော့သူ့ကိုသူမတွေးသူကအဲ့ကလေးလေးကဒီ Snow White မင်းသမီးလေးညမှာလို့အမြဲတမ်းထអော်တယ်လို့ပဲတွေးလိုက်နေတဲ့အတွက်ကြောင့်သူကသဘောကျပြီးတော့နော်အိုရဲရှိဆိုနိဝါရာကြီးမာစတာနော်ဟိုက်ကိုတာရဲ့ဝါဆန်ဗန်ဒက်စ်ဟိုက်皆さんနောက်ချိန်မှာပြန်တွေ့ပါမယ်နော်မာတာနဲ့